အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့တော့ဘောလုံးပွဲတစ်ခုကြောင့်စစ်ပွဲတောင်ခဏရက်ခဲ့ဘူးတဲ့တမိုင်းကဖြစ်တစ်ခုကိုကျွန်တော်ပြောပြမှာပဲဖြစ်ပါတယ်ဖြစ်စဉ်ကတော့1969ခုနှစ်နိုင်ဂျီးရီးယားနိုင်ငံမှာပြည်တွင်းစစ်ပွဲကြောင့်ပြည်သူတွေအလူးလဲခံစားနေရတဲ့အချိန်မှာအဲ့ဒီအချိန်မှာဘောလုံးကန်ဝင်ပီလီရဲ့စန်တုစ်အသင်းကနိုင်ဂျီးရီးယားကိုခီးစဉ်လာရောက်ဖို့စီစဉ်ထားပါတယ်စစ်ပွဲမှာပါဝင်နေကြတဲ့နှစ်ဖက်တပ်ဖွဲ့တွေကလည်းပီလီကစားတာကိုကြည့်ချင်တဲ့ဆန္ဒကစစ်တိုက်ဖို့ထပ်ပို့ပြီးတော့ပြင်းထန်နေခဲ့တာပါအဲ့ဒီမှာပဲမယုံနိုင်စရာကောင်းလောက်အောင်နှစ်ဖက်စလုံးက48နာရီကြာစစ်ပွဲကိုရပ်တန့်ဖို့အတွက်သဘောတူညီလိုက်ကြပါတယ်တိုက်ပွဲဝင်နေခဲ့ကြတဲ့စစ်သားတွေကလက်နက်တွေကိုချထားပြီးပီလီရဲ့ဘောလုံးမဲကိုကြည့်ဖို့ကွင်းထဲကိုအတူတူလမ်းလျှောက်လာခဲ့ကြတာပါအဲ့ဒီအချိန်မှာသူတို့တွေကရန်သူမဟုတ်တော့ပါဘူးဘောလုံးကိုချစ်မြတ်လို့တဲ့ဘောလုံးချစ်ပရိသတ်တွေပဲဖြစ်သွားခဲ့တာပါဒီဖြစ်ရကဘောလုံးအားကစားရဲ့အစွမ်းအားကိုကမ္ဘာကိုပြသလိုက်တာပါပဲစစ်ပွဲတစ်ခုကိုမရက်တက်နိုင်ခဲ့ဘူးဆိုပေမဲ့စစ်ပွဲရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုခဏတာမေ့ပြောက်သွားစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်မိသည့်အကြောင်းကြောင့်ပဲဖြစ်စေကျွန်တော်တို့ကမ္ဘာကြီးနဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းစစ်ပွဲတွေရပ်တန့်သွားမယ့်နေ့ကိုကျွန်တော်တို့တွေမျှော်လင့်လျက်ပါပဲခင်ဗျာ